အားလုံးပဲမင်္ဂလာပါ Kick Off Talk MM ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဆိုရက်ဆန်ပါဒီနေ့မှာတော့ Premier League ပွဲစဉ်9ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United တင်တဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပွဲကြိုသုံးသက်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာ Manchester United အသင်းရဲ့အိမ်ကွင်း Old Trafford မှာရှင်နိုင်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Brighton အသင်းအကြောင်းအနေစပြောအောင်Brighton အသင်းအနေနဲ့ဒီရာသီ Premier League 10ပွဲကစားတယ်3ပွဲနိုင်3ပွဲတည်2ပွဲရှုံးရလက်နဲ့အဆင့်10နေရာမှာရပ်တည်နေရပေါ့Brighton အကြောင်းကိုကျွန်တော်တို့ပြောပါဆိုလို့ရှိရင် overall အရာတော်တော် balance ဖြစ်တဲ့အသင်းပေါ့နော်နောက်တန်းမှာဆိုလို့ရှိရင်လည်း Van Hecke တို့လို Cardio Glue တို့လိုကစားသမားမျိုးရှိတယ်ကွင်းလယ်မှာလည်းဘာလဲဘာတို့အရာတွေတို့လိုကစားသမားရှိတယ်တောင်ပန်းမှာဆိုလို့ရှိရင် Mitoma တို့ Minta တို့လိုကစားသမားရှိတယ်တိုက်ဆက်မှာဆိုလို့ရှိရင်လည်း Danny Welbeck လိုအရင်တိုက်ဆက်မျိုးရှိတယ်ပေါ့နော်ဆိုတော့ overall အရာခြုံကြည့်မယ်ဆိုလို့ရှိရင် Brighton အသင်းကတော်တော်လေး balance ဖြစ်တယ်နောက်ထပ်အရေးကြီးတာတစ်ချက်က Brighton က United နဲ့တွေ့ပြီဆိုရှင်တအားဒုက္ခပေးပါတယ်အမြဲတမ်းဒုက္ခပေးလေးရှိတဲ့အသင်းတွေပေါ့နော်ဆိုတော့အဲ့ဒီရဲ့အစင်လာကလည်းဒီညမှာဘယ်လိုဖြစ်လာအောင်လဲကျွန်တော်တို့ဆက်ကြည့်ရအောင်မယ်အခုလက်ရှိချိန်မှာတော့ Brighton အသင်းအနေနဲ့သူတို့ရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Mitoma ကတော့ဒီပွဲစဉ်ပါဝင်နိုင်မလားမပါဝင်နိုင်မလားဆိုတာတော့မကျင်းသေးဘူးပေါ့နော်ဆိုတော့ Mitoma ပါတာမပါတာတော့လည်းသိတော့မဆိုင်ပါဘူး Brighton United နဲ့တွေ့ရင်ဒုက္ခပေးနေရပါOkay ဆိုတော့ကျွန်တော်တို့ United အကြောင်းဆက်ပြောအောင်ပေါ့နော်United အနေနဲ့ပြီးခဲ့တဲ့ဘက်က Anfield မှာ Liverpool တင် 1-2 ဆိုတဲ့ result နဲ့အနိုင်ရရှိခဲ့တယ်။ Ruben Amorim လက်ထပ်ပထမအဆုံးအကြိမ် Premier League နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့တယ်ပေါ့နော်။ Premier League 10ပွဲကစားတယ်၊4ပွဲနိုင်1ပွဲတည်3ပွဲရှုံးရလက်နဲ့မပေးစရာရဲ့အဆင့်9နေရာမှာရပ်တည်နေတယ်။ Okay ဆိုတော့နှစ်ပွဲဆက်တော့နိုင်ပြီကျွန်တော်3ပွဲဆက်နိုင်မလားပေါ့နော်။ဒါပေမဲ့တွေ့ရတဲ့အသင်းကလည်း Brighton ဖြစ်နေရဗျာ။ဆိုတော့ကြတော့မလွယ်ပါဘူးကျွန်တော်အနေနဲ့လေဒီပွဲစဉ်ကမလွယ်ပါဘူးနောက်ထပ်တစ်ခုကပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ Ruben Amorim ပြောသွားတာက Harry Maguire နဲ့ Mason Mount တို့ကြန့်ခိုင်ပြဿနာနည်းငယ်ရှိနေတဲ့အတွက်ဒီပွဲစဉ်ပါလာမလားမပါလာမလားစောင့်ကြည့်ရမယ်ဆိုတဲ့အနေအထားမှာရှိရပေါ့နော်ဆိုတော့ Mason Mount မှာမပါဝင်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့တိုက်စစ်ပိုင်းမှာ Mbeumo Konya နဲ့ Benjamin Sesko တို့ကိုမြင်ရလာနိုင်ခြေရှိတယ်နောက်တန်းမှာလည်း Maguire မပါဘူးဆိုလို့ရှိရင် Linio ကိုကျွန်တော်တို့တွေ့မြင်ရလာနိုင်ခြေရှိတယ်ပေါ့နော်ဆိုတော့ Manchester United အသင်းအနေနဲ့ပြဿနာကသူတို့အနေနဲ့တိကျတဲ့ form တစ်ခုမရှိနေဘူးပေါ့နော်အသင်းကစားတဲ့ပွဲကစားတဲ့တိကျတဲ့ style တစ်ခုမရှိနေဘူး Manchester United အသင်းအနေနဲ့ကဒီနေ့ပွဲစဉ်အနိုင်ရဖို့အရေးကြီးတယ်ပေါ့နော်အနိုင်ရမှသူတို့အနေနဲ့အမှတ်ပေးစရာထိပ်ပိုင်းကိုပြန်ပြီးတော့တက်လှမ်းလာနိုင်မယ်အခုချိန်မှာကစားသမားတွေအနေနဲ့ကလည်းသူတို့အနေနဲ့စိတ်ဓာတ်ပိုင်းအရာတက်ကြွနေတဲ့အချိန်ဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာတော်တော်ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်တော့နောက်ပြီးတော့ Brighton အသင်းကလည်းမှတ်ပေးစရာထိပ်ပိုင်းကိုပြန်တက်ဖို့တော့ကြိုးစားမှာပဲဗျာသိလားသူတို့အတွက်က United နဲ့ကန်ရတာလွယ်ကူသလိုဖြစ်နေတဲ့အခါကျတော့သူတို့နိုင်အောင်ကန်ဖို့အဓိကကြိုးစားလာမှာပဲဆိုတော့နှစ်သင်းစလုံးကဖွင့်ပြီးစော့မဲ့သဘောမှာရှိတယ်ဗျာဆိုတော့ဒီနှစ်သင်းတွေ့တဲ့ပွဲကတော့ကြည့်ကောင်းဖို့ရှိပါတယ်ကျွန်တော်အနေနဲ့ရလက်ကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့ဗျာ United တရေလောက်ပဲရှားမယ်လို့ကျွန်တော်ထင်ပါတယ်1-1ဒါမှမဟုတ်လို့ရှိရင်2-2နိုင်လို့ရှိရင်လည်း United ကတ်နိုင်မယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်ခံမှန်းမိပါတယ်ဆိုတော့နောက်ထပ်လည်းပွဲချုပ်သုံးသက်ချက်တွေပို့ပြီးသုံးသက်ချက်တွေနဲ့အတူတူပြန်လာခဲ့ပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်